အဖြူရောင်နေရများနဲ့အဆောက်အုံဟောင်းများရှိသောမိုကတရှူးမှုပေါ်တွင်နေရောင်ကြီးကပြင်းထန်စွာကြားရောက်နေပြီးကောင်းကင်ယံမှာတော့ MH-60 Black Hawk ရဟတ်ယာဉ်များရဲ့ပန်ကားတန်ပြင်းပြင်းကလေထုကိုခွဲထွက်သွားပါတယ်။ American အထူးတပ်ဖွဲ့ဝင်များဖြစ်ကြတဲ့ Rangers နဲ့ Delta Force အဖွဲ့ဟာစစ်ပူရင်ဤထိတ်ထန်းလက်ထောက်များကိုဖမ်းဆီးရန်တနာရီကြာ mission အရာအလုံးအစီအစဉ်တိုင်းထိရမယ်။ဘယ်သူမှမြေပြင်မှာအကြိုက်ဤနေဖို့မလိုအပ်ဘူးဆိုတဲ့ညွှန်ကြားချက်အတိုင်း Snatch and Grab ခေါ်နှင်မြန်တဲ့စစ်စင်ရေးကိုစတင်နေပါပြီ။ ရဟတ်ယာဉ်များမှာစစ်တီများကျိုးဆင်းရနေရသို့အလီအမြန်ခုံစင်းစင်အသက်အငယ်ဆုံးသော Ranger တဦးသည်ကျိုးပြချက်ကမြေပြင်ပေါ်သို့ပြိုကျသွားသည့်တစ်ချိန်တည်းမှာပဲပောက်ကွဲတံများတနက်ပစ်တံများဖြင့်ရုတ်တရက်အုံချလာသည်။ဒီမှအဆောက်အုံ target building မှာဖမ်းဆီးထားသူများကိုရင်တန်းနှင့်ချိတ်ဆက်ရန်စူးစမ်းနေစဉ်မှာပဲကောင်းကင်ယံတွင် Black Hawk တစ်စီးသည် RPG ထိမှန်ပါပန်ခါများပြုတ်ထွက်ပြီးလေမြန်စွာမြေပြင်သို့ထိုးဆင်းသွားသည်။လမ်းတောက်များမှာဆူမာလီလူအုပ်ကြီးကပြက်ကျရနေရသို့အော်ဟစ်ပြီးဝင်လာကြသည်။ Sergeant Evasman ဦးဆောင်သော Ranger ကဖွဲ့သည်ပိတ်မိနေသောရင်တန်းကိုဆွတ်လွတ်ကာပြက်ကျရနေရသို့တွားရောက်ရန်ဆုံးဖြတ်ရတော့သည်။ mission ဒီချက်ချင်းကယ်ဆယ်ရေးစစ်စင်ရေးပြင်ပြောင်းလဲသွားပါတယ်။ပထမ Black Hawk ပြက်ကျသည့်မိနစ်ပိုင်းအတွင်းမှာနောက်ထပ် Black Hawk တစ်စီးဖြစ်သော Super 64လေ RPG ထိမှန်ကရန်သူနှင့်မြင့်ဤအလဲပဟိုတင်ပြက်ကျသွားပြန်သည်။ MH-6 Little Bird ရဟတ်ယာဉ်မှာစနိုက်ပါသမား2ဦးတို့သည်တဦးသေးသောအသက်ရှင်သူကိုကောက်ကွယ်ရေးမြေပြင်သို့ချက်ချင်းဆင်းသက်လိုက်ကြသည်။စနိုက်ပါသမား2ဦးဟာလူအုပ်ကြီးကိုရင်ဆိုင်ကပြက်ကျနေသောရဟတ်ယာဉ်ထင်းမှလျင်မူကိုကောက်ကွယ်ရင်းကြာဆုံးသွားပါတယ်။ဆိုမာလီလူအုပ်ကြီးကရဟတ်ယာဉ်ကိုဝိုင်းထားပြီးလျင်မူကိုဖမ်းဆီးသွားကြပါတယ်။ American စစ်သားများသည်မြို့ရင်း၌ပိတ်မိနေသည့်တညာလုံးလက်နက်ကောင်များ၏ပစ်ခတ်တိုက်ခိုက်မှုကိုနိုင်ပေါင်းများစွာခုခံတိုက်ခိုက်ကြရင်ဒဏ်ရာရသူများကိုကုသကအာယုတက်ချင်ကိုစောင့်ဆိုင်းနေကြသည်နောက်တစ်နေ့နက်တွင်ပိတ်မိနေသောစစ်သားများနှင့်ဒဏ်ရာရသူများကိုကယ်ဆယ်ဖို့အေယာမကယ်ဆယ်ရေးရင်တန်းကြီးရောက်ရှိလာပါသည်ထင်ကားများတန်းချက်ကင်များထဲမှဒဏ်ရာရစစ်သားများဖြင့်နေရာမလောက်တော့တာကြောင့်ကြံစစ်သားများသည့်ပြစ်ခတ်တံများနှင့်ဖေးလိုက်လာသောစစ်သွေးကြွများကိုတက်ခတ်ရင်းနောက်ဆုံးရင်နန်းနှင့်သူလုံကျူယာပါကစ္စတန်စတေဒီယမ်သို့ဦးတီကမီတာရာပေါင်းများစွာကိုပြေးလွှားထွက်ခွာကြရပါတယ်စစ်စင်ရေးသည်မိနစ်60ကြာရန်စီစဉ်ခဲ့တော့လေ15နာရီကြာတိုက်ပွဲပြီးပြောင်းလဲသွားကအမေရိကန်စစ်သား18ခုကြာဆုံးခဲ့ပါတယ်အဆုံးထိကြည့်ရှုပေးတဲ့ကျေးဇူးများဟိတ်တင်ပါတယ်